အခုထိုင်းတည် channel တော်တော်များများမှာတင်ထားတဲ့3နှစ်အရွယ်ကလေးကိုဆရာဝန်ကဆေးကုတယ်ဆိုပြီးတော့ရေနွေးနဲ့လောင်းတဲ့တည်ကိုကြည့်ပြီးသွားကြရလားเดี๋ยวมันจะขึ้นออกมาเป็น มาลูกเจ็บอีกแล้ว เจ็บอีกแล้วเจ็บให้กระดูกเจ็บมันเจ็บมีอันนี้นะต้องเกลือใช่ไหมล่ะแม่ဘယ်လိုဖြစ်တာလဲဆိုတော့ဒီထိုင်းနိုင်ငံစီရက်ချာချုံပူလီမှာ3နှစ်အရွယ်ကလေးကနေမကောင်းလို့စေကန်းကိုတွားတာဒီ3နှစ်အရွယ်ကလေးရဲ့အဖေတွေမိတွေကကြတော့လာအိုနိုင်ငံသားသူတို့ကအလုတ်တလုတ်တာအဲ့လိုအလုတ်တလုတ်တဲ့အချိန်မှာဒီကလေးကိုသူတို့အမျိုးနဲ့အပ်ထားတာအဲ့ချိန်မှာဒီကလေးကဖျားလာတော့ဟိုသူတို့အမျိုးကပဲကလေးကိုခေါ်ပြီးတော့စေကန်းတွားလိုက်တာစေကန်းရောက်တဲ့အချိန်ကျတော့ဆရာဝန်ကစမ်းတက်ပြီးတော့စေးတစ်ချောင်းထိုးလိုက်တယ်ထိုးပြီးတော့10မိနစ်လောက်စေကမ်းမှာခဏနေခိုင်းသားလေးရဲ့ကလေးရဲ့အချိန်တွေကိုစောင့်ကြည့်ဖို့အတွက်စေကမ်းမှာ10မိနစ်လောက်နေခိုင်းသားလေးရဲ့အဲ့လိုနေနေတဲ့အချိန်မှာကလေးကတက်သွားတာဟိုကလေးတွေအရန်အဖျားကြီးလို့ရှိရင်တက်လို့မျိုးပုံစံလေးတောင့်တင်းပြီးတော့တက်သွားအဲ့နဲ့ဆရာဝန်ကဘယ်လိုလုပ်လဲဆိုတော့ဒီကလေးရဲ့ရင်ဘတ်ပေါ်အဝတ်တစ်ခုခံလိုက်တယ်ဟိုသူ့အကူကိုဒီအဝတ်ကိုကင်ရင်နာလို့ပြီးတော့ဒီဆရာဝန်ကိုယ်တိုင်ကပဲရင်နွေးနဲ့လောင်းချတာလို့ကလေးကိုအိုးကလေးကရင်ဘတ်တွေရောတင်မားတွေရောပေါင်နေရောအခုရင်နွေးပူလာရောကလေးရဲ့မျိုးဖြစ်တဲ့သူကလည်းဆရာဝန်မေးရဟိုဒါမျိုးလောက်တာဘာကြောင့်လောက်တာလဲလို့ဆိုပြီးတော့မေးရပါတော့ဆရာဝန်ကပြောတာဒါကသူစေးကုတဲ့နီးပဲတဲ့ရင်နွေးပူနဲ့လောင်းတာတော့ကလေးကိုစေးကုရဲ့နီးပဲတဲ့ပြီးတော့ကလေးကိုအိမ်ပြန်ငိုင်းလိုက်တယ်အိမ်ပြန်ရောက်တဲ့ချိန်ကျတော့ကလေးကခြေနေမကောင်းတော့ဘူးအဲ့နဲ့တခါတည်းဆေးရုံကြီးကိုခေါ်သွားလိုက်တယ်ဆေးရုံကြီးရောက်တဲ့အချိန်ကျတော့ဆရာဝန်ကစမ်းပတ်ကြည့်ပြီးတော့ဟိုနည်းနည်းတာနောက်ကျသွားမယ်ဆိုရင်ဒီကလေးကကြောက်ကပြက်စီသွားနိုင်တယ်တဲ့အခုကအချိန်မီတယ်ဆိုရုံလေးတဲ့ဆေးရုံရောက်သွားတဲ့အချိန်မှာလေဒီကလေးကဟိုဘယ်လိုဖြစ်နေလဲဆိုတော့ရင်နွေးပူလောင်လာတဲ့အနာနဲ့အင်ဂျီတွေနဲ့အကုန်ကတ်ကုန်ပြီလို့ဆရာဝန်ကဖြည်းဖြည်းချင်းခွာပေးနေတဲ့အချိန်မှာကလေးကလေငိုတာသူနာတယ်လို့ပြောပြီးတော့ငိုတာလို့အဲ့ဗီဒီယိုကလေးကြည့်ကြရလေတော်တော်ဆိုးပဲအဲ့နဲ့ဒီကလေးရဲ့အဖေကဒီစေကန်းကိုတွားပြီးတော့တမေးရပေါ့နော်အခုလိုမျိုးပြဿနာဘယ်လိုဖြေရှင်းပေးမလဲဆိုတာတမေးရအဲ့ဆရာဝန်ကဘယ်လိုပြောလဲဆိုတော့ဒီကလေးကိုတဲ့အခုလိုမျိုးရင်နွေးပူတွေနဲ့လောင်းပြီးတော့သူအတက်ကယ်ထားပေးတာတဲ့အိုးဟိုသူစေကန်းကိုလာပြီးပြဿနာရှာမယ်ဆိုရင်သူတရားပြန်ဆွဲမယ်တဲ့သူ့မှာဟိုအတိမိတ်ဆွေတွေအများကြီးရှိရပေါ့နော်ဟိုလိုမျိုးအရာရှိတွေပါတယ်ပေါ့လေအဲ့လိုမျိုးပုံစံအတိမိတ်ဆွေတွေအများကြီးရှိရမင်းတို့တရားပြန်ဆွဲမယ်ဆိုပြီးတော့ချိန်ချောက်တာအဲ့နဲ့ဒီလောင်နိုင်ငံသားကလည်း yes ခါမှာအမှုတော့ဖွင့်လိုက်တယ်ဖွင့်ပြီးတော့ဒီထိုင်းနိုင်ငံကဟိုလူမှုကူညီရေးအဖွဲ့တစ်ခုကိုသူကဆက်တွယ်ပြီးတော့အကူအညီတောင်းလိုက်တယ်အဲ့လူမှုကူညီရေးအဖွဲ့ကလည်းချစ်ချင်မဲ့အဲ့ချုံပူလီကိုလိုက်သွားပြီးတော့ဒီကိစ္စကိုတဆောင်ရွက်ပေးရပေါ့လေဆရာဝန်ကလေဟိုတည်င်းထောက်တွေသူ့တည်င်းလာမေးတဲ့အချိန်ကျတော့ဆရာဝန်ကတည်င်းထောက်တွေကိုအကုန်မောင်းထုတ်တာလို့အခုနောက်ဆုံးတီးရတာတော့ AC ကန်းကိုပိတ်ထားပြီလို့ပြောတယ်ပြီးတော့ဆရာဝန်ကဘယ်ရောက်နေလဲမသိဘူးတဲ့ဆရာဝန်ကတော့ဆရာဝန်အစ်စ်ပဲတဲ့ဒါပေမဲ့သူကုတတဲ့နီးတွေကဟိုတလွဲတွေဖြစ်နေတာပေါ့လေအခုလိုမျိုးတက်နေတဲ့အချိန်မှာရေနွေးပူနေလောင်းချကွာပြီးတော့နောက်တစ်ခုက Google မှာအဲ့စီကန်းရဲ့အောက်မှာဒီထိုင်းနိုင်ငံသားရဲ့ review ပေးထားကြအများကြီးပဲသူကအရင်ကတည်းကဒီစေကန်းကနာမည်ဆိုးနဲ့ထွက်နေတာဟို review ပေးထားတဲ့သူတွေကလည်း1 star တွေပဲလို့အကုန်လုံးအခုလက်ရှိချိန်ကြီးကတော့ဒီဆရာဝန်ဘယ်ရောက်နေလဲမသိဘူးသူထွက်လာပြီးဖြည့်ရှင်းသေးဘူးဒီဆရာဝန်ကမိမကပဲထွက်လာပြီးဖြည့်ရှင်းသေးရတော်ဆိုးပဲလို့အလာလာโอเคအဲ့လေးလာပြောအားလုံးပဲအဆင်ပြေကြပါစေ